Magneto မှာတန်လိုက်ဆက်ကွင်းတွေကိုထိန်းချုပ်နိုင်တဲ့သဘာဝပါရမီရှိပါတယ်။သူ့ရဲ့စွမ်းရည်ကိုအသုံးချဖို့အတွက် Black King ကသူ့အမေရဲ့အသက်ကိုချိန်ချုပ်ခဲ့ပါတယ်။ Magneto ကအကြိမ်ကြိမ်စူးစမ်းပြီးနောက်မှာမအောင်မြင်ခဲ့ပါဘူး။သူ့အမေကသူ့ဘေးမှာရပ်ပြီးသူ့လုံနိုင်ကြောင်းအားပေးခဲ့ပါတယ်။ Magneto ကသူ့ရဲ့အစွမ်းကုန်စူးစမ်းခဲ့ပါတယ်။ဒင်္ဂါပြားကမရွေ့သေးပါဘူး။ပြီးတော့ Magneto ကချက်ချင်းပဲဒေါသထွက်သွားခဲ့ပါတယ်။သူ့ရဲ့ super power ကလုံးဝပုတ်ကွဲသွားပါတယ်။အနီးနားကစစ်သားတွေရဲ့အုတ်ထုပ်တွေကိုချေမွလိုက်ပါတယ်။ပြီးတော့အခန်းတစ်ခုလုံးကိုရှုပ်ပွားသွားစေခဲ့ပါတယ်။ Black King ကဒီလိုပါရမီရှိတဲ့မျိုးပိစပြောင်းလဲမှုကိုရရှိခဲ့လို့အရန်ကြည်နပ်နေပါတယ်။ထွက်ခွာမသွားခင်မှာသူကဒင်္ဂါပြားကို Magneto ကိုပေးခဲ့ပါသေးတယ်။သူကြီးပြင်းလာတဲ့အခါ Black King ရဲ့တီးနေရာကိုနေရာအနှံ့ရှာဖွေခဲ့ပါတယ်။သူက Black King ရဲ့လူတွေကိုပထမဆုံးရှာတွေ့ခဲ့ပါတယ်။သူပြက်ပြက်သားသားလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာတယောက်ကသူ့ကိုတနက်နဲ့ချိန်ခဲ့ပါတယ်။သူကသူ့ရဲ့ super power ကိုချက်ချင်းအသက်သွင်းခဲ့ပါတယ်။သူကအဲ့လူရဲ့တနက်ကိုတခြားသူတွေကိုချိန်ရွေးခဲ့ပါတယ်။သူကဒီလူတွေကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပြီး Black King ဘင်း ဗမာရှိလဲဆိုတာကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီညမှာ Magneto ဟာ Black King ရှိတဲ့သင်္ဘောကိုရှာတွေ့ခဲ့ပြီး Black King ရှေ့မှာပေါ်လာခဲ့ပါတယ်။ Black King ရဲ့ကိုရန်တော်ဟာလည်းအစွမ်းထက်တဲ့မျိုးပိစပြောင်းလဲသူတယောက်ဖြစ်လိမ့်မယ်။သူမပြောလို့ထားခဲ့ပါဘူး။ပြီးတော့သူဟာ Cruise သင်္ဘောပေါ်ကပြုတ်ကျသွားခဲ့ပေမဲ့သူလက်မလျှော့ခဲ့ပါဘူး။သူဟာကြောက်စုကိုထိန်းချုပ်ပြီး Black King ရဲ့ Cruise သင်္ဘောကိုဖျက်ဆီးခဲ့ပါတယ်။ Time to go. ဒါပေမဲ့ Cruise သင်္ဘောရဲ့အောင်ချီဟာရေငုပ်သင်္ဘောအဖြစ်ပြောင်းလဲနိုင်ပါတယ်။သူဟာရေငုပ်သင်္ဘောကိုထိန်းချုပ်ဖို့အကောင်းဆုံးစူးစမ်းခဲ့ပေမဲ့ဒီအချိန်မှာသူမောပန်းနေပါပြီ။သူမရက်ရင်သူရေနစ်သွားနိုင်ပါတယ်။နောက်ဆုံးမှာပါမောက္ခ X ကသူ့ကိုရေအောက်မှာအောင်မြင်စွာကယ်တင်နိုင်ခဲ့ပေမဲ့ Black King ကိုလိုက်လံရှာဖွေတာကိုတော့မရက်တန့်ခဲ့ပါဘူး။နှစ်အနည်းငယ်အကြာမှာ Magneto ဟာ Black King ကိုပြန်ရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့သူတို့ပြန်လေရင်ဆိုင်ရတဲ့အခါသူဟာ Black King နဲ့ရှင်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။အရေးကြီးတဲ့အချိန်မှာသူ့ရဲ့ super power ကိုအသုံးပြုပြီးအနက်ရောင်ဘရင်ရဲ့ဥထုကိုနောက်ကနေချွတ်လိုက်ပါတယ်။ပါမောက္ခ X က telepathy နဲ့ Black King ကိုထိန်းချုပ်ဖို့အခွင့်အရေးကိုအသုံးချလိုက်တယ်။ Magneto ကဥထုကိုစောင်းလိုက်ပြီးပါမောက္ခ X ရဲ့ဖြောင်းဖြားမှုကိုလက်လျူရှုလိုက်တယ်။သူကအဲ့ဒီဒင်္ဂါကိုထုတ်ယူလိုက်ပါတယ်။နောက်ဆုံးမှာ Black King ဟာအဲ့ဒီဒင်္ဂါကြောင့်ပဲတိတ်ဆုံးသွားခဲ့ပါတယ်